你不要钱啊，然后ကျွန်တော်ရဲ့ပထမဆုံးတော့ဒီ application လေးဒီ mix up ပေးချင်တယ်ကွာဒီ application လေးကကျွန်တော်တို့ YouTube မှာဗီဒီယိုလေးအတူလေးတွေပေါ့နော်စက္ကန့်20လောက်ကြည့်လို့ရှိရင်ကျွန်တော်တို့0.10ဒေါ်လာပေါ့နော် coin ပေါ့အဲ့လောက်ရမယ်ရနိုင်တယ်ဆို application လေးပါတကယ်လည်းရနိုင်ပါတယ်သူကတစ်လားကို21ရက်နေ့ကိုတစ်ခေါက်31ပေါ့အဲ့ဒီရင်းမှလေးတစ်ခေါက်အဲ့လိုပတ်စံထုတ်ပေးရတယ်အဲ့ application လေးကိုကျွန်တော် mix up ပြီးရှင်းလို့ပါဒီ application ကိုကျွန်တော်ဘယ်လိုတောင်းရမလဲဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီ video မှာအစားဆုံးရှင်းပြပေးသွားပါမယ်ဒီချာလေးကြီးမှအစားဆုံးလို့ဒီချာလေးကြီးမှကျွန်တော်ဒီအကောင့်လုံးကြီးတွေကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်နားလေတော့မှဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်စားလို့တော့ပါမယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ application link ကိုကျွန်တော်ဒီမှာ Facebook မှာကျွန်တော်ရဲ့ account လေးထဲမှာ share ထားပါတယ်ဒီ account ကိုအဲ့ link ထဲကိုဝင်ခြင်းအဲ့ account ကိုဖွင့်ဖို့အတွက်ကိုကျွန်တော်ဒီ link ပထမဆုံးဒီ link ဆိုတဲ့ထဲကိုဒီထဲကိုထိပြီးတော့ဝင်သွားရပါမယ်ဝင်သွားလို့ရှိရင်ကျွန်တော် browser ထဲကိုဒီလိုရောက်သွားပါလိမ့်မယ်ဒီညရောက်သွားလို့ရှိရင်အောက်ဘက်ကိုလည်းဆွဲချပြီး register ဆိုတဲ့အောက်မှာဒီမှာ user name ကိုယ့်ရဲ့ user name ထည့်ပေါ့နော်စိတ်ကြိုက်ထည့်ပေါ့နော်ဒီမှာ user name ထည့်ပါမယ်ဒီမှာပြီးတော့ဒီမှာ email address ကိုမှ Gmail ရှိလို့ရှိရင် Gmail ရိုက်ထည့်ပေါ့နော် Gmail ကိုနှစ်ခါရိုက်ထည့်ပေါ့ဒီမှာတစ်ခေါက်နှစ်ခေါက်ပေါ့နော်ပြီးလို့ရှိရင် password ကိုလည်းဒီမှာတစ်ခေါက်တရားအောင်ဒီဘော password ကိုဒီမှာလည်းနောက်တစ်ခေါက်ပေါ့ဒီမျိုးနှစ်ခေါက်စီထည့်မယ်ပြီးလို့ဒီမှာ gender ဆိုတဲ့နေရာမှာဒါယောက်ျားလားယောက်ျားဆိုယောက်ျားမိန်းကလေးဆိုမိန်းကလေးပေါ့နော်အဲ့လိုလုပ်ပြီးတော့ဒီမှာ country မှာကျတော့ကျွန်တော်အခုလက်ရှိမှာနေလဲကျွန်တော်အခုလောလောဆယ်တကယ်လို့မြန်မာမှာဆိုရင်မြန်မာမှာဆိုရင်အမရှာလိုက်မယ်မြန်မာဆိုမြန်မာနေလာအဲ့လိုပြောလို့ချင်းဒီ subscribe to newsletter မှာကျတော့ကျွန်တော်နေလဲရတယ်ဒီလားမနေပဲနဲ့ကျွန်တော်ဒီတိုင်းလေးပဲပြီးလို့ရှိပြီဆိုရင်ကျွန်တော်ဒီမှာ register ဆိုလေးနေလိုက်ပါမယ် register လေးနေလိုက်လို့ရှိရင်ကျွန်တော်ဘယ်ကိုရောက်သွားမလဲဆိုတော့ဒီနေရာရောက်သွားမယ်သူကကျတော့ဒီနေရာရောက်လာမယ်ဒီနေရာမရောက်ခင်ကိုကျွန်တော်ကြီးနော်ကျွန်တော်အဆင်ကျော်သွားတယ်ဒီမှာနော်ကျွန်တော်ရဲ့ refer code ပုံစံလေးနဲ့ပြပေးရနော်အဲ့နေရာမရောက်ခင်မှာသူကPlay Store ထဲကိုအရင်ရောက်သွားမယ်ဗျဟုတ်ကဲ့ကျွန်တော်နေပေါ့ခုဖွင့်ရလိုက်မယ်နော်ခဏလေးနော်ကျွန်တော် Gmail လေးပါလေးရိုက်ထည့်လိုက်ပါဦးမယ်ကျွန်တော်email လေးရိုက်ထည့်ပြီးသွားပြီအဲဆိုရင်ကျွန်တော်တို့ဒီ register ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီနေရာလေးလိုက်လို့ရှိရင်ဒီလိုပါလိမ့်မယ်ဒီလိုပေါ်လာလို့ရှိရင်ဒီကျွန်တော်တို့ get in on Google Play ဆိုတဲ့ဟာလေးကိုဒီနေရာမှာနှိပ်လိုက်ပါမယ်နှိပ်လိုက်လို့ရှိရင်ဒီနေရာမှာကျွန်တော်ဒီ Cash Play ဆို application ကိုနော်ကျွန်တော် download ဆွဲဖို့လုပ်ပြပေးလိမ့်မယ်အခုကျွန်တော်ကတော့ download ဆွဲထားပြီးသားဖြစ်သွားလို့အဲ့လိုပြနေတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် download ဆွဲပြီး install လည်းပြီးသွားပြီဆိုရင်ကျွန်တော်ဒီလိုပေါ်လာပါလိမ့်မယ်ပေါ်လာလို့ရှိရင်ကျွန်တော်ဒီနေရာကို cash play ဆိုနေအောင်နှိပ်လိုက်ပါနှိပ်လိုက်ပြီးကျွန်တော်ခုနဟိုမှာ register တော့ဟိုမှာလုပ်ခဲ့ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာ log in လုပ်လို့ရှိရောနော် log in လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ခုနဟိုမှာထည့်ထားခဲ့တဲ့မှာ Gmail ရိုက်ထည့်ပါမယ်ပြီးရင်ဒီမှာ password ထည့်ပါမယ်နော်ဒါအခုကျွန်တော်တို့ကမှlog in ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ Gmail ရိုက် password ရိုက်ထည့်လိုက်လို့ရှိရင်ဒီနေရာရောက်လာပါလိမ့်မယ်ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့လုပ်ရမှာဒီမှာကျွန်တော်ကကျွန်တော်ခုနဟို link ထဲနဲ့ဝင်ထားလို့ကျွန်တော်85 coin ရထားတယ်နော်85 coin ရထားတယ်ကျွန်တော်ပုံနှံအနေနဲ့85ခုရတယ်ပေါ့နော်85 coin ရတယ်ဒီမှာနော်ကျွန်တော်ဒီ coin ကမဟုတ်ဘဲနဲ့ကျွန်တော်ပထမဆုံးဝင်ခဲ့တဲ့ account ကိုကျွန်တော်ပြပေးမယ်နော်ဒါကကျွန်တော်အခုလက်ရှိကျွန်တော်အဲ့ဒီ link ထဲနေဝင်ထားလို့ရတာလေဒါကအခုနကျွန်တော်ထည့်ထား link ကနေပြီးတော့ဝင်လာတာဒီညမှာဒီမှာကျွန်တော်နာမည်ပါတယ်မှာ coin ဆိုတာ15ခုပဲရှိဒါကျွန်တော်ဟိုဒီလောက်တာမဟုတ်နော်ဒါကျွန်တော်ရဲ့ဟိုဟာထဲကနေ coin ကျွန်တော်ပထမဆုံးလုပ်ထားတဲ့ account ကဒီမှာဒီ coin ပဲရတယ်ဒီလောက်ပဲရတယ်အခုကျွန်တော်ပေးထားတဲ့ link ထဲနေဝင်လို့ရှိရင်တော့85 coin ပေါ့ဒီ
ဒီနေရာကိုကြတော့အခုဒီနေရာဒီလိုဖြစ်ပြီပေါ့နော်အခုဒါပြီးလို့ရှိရင်ကျွန်တော်တို့အဲ့တော့ဆုံးနေနဲ့ကျွန်တော်တို့ဒီဟာဗီဒီယိုကြည့်ဖို့အတွက်ကကျွန်တော်ဒီမှာ leaderboard.100 contact ဆိုတဲ့နေရာထဲနေလိုက်မယ်နေလိုက်ပြီးမကြည့်ပါဒါသူတို့စုရထားတဲ့လူစုရတဲ့လူတွေပေါ့နော်ချစ်လို့ရှိရင်ကျွန်တော်တို့ဘမ်းမယ်လို့သူကတတိပေးထားတယ်ခင်ဗျ attention do not try to cheating the system because you will be banned and you will lose all money that you have achieved မရှိကျွန်တော်ချစ်လို့ရှိရင်application ကနေပြီးတော့เนาะကျွန်တော်တို့ရထားတဲ့ပတ်စံတွေလည်းအကုန်လုံးရှုံးမယ်ကျွန်တော်တို့ဒီထဲကနေပြီးတော့ကျွန်တော်တို့ဘမ်းမယ်လို့လည်းပြောထားပါတယ်ခင်ဗျဟုတ်ကဲ့အဲဆိုရင်ကျွန်တော်တို့ပတ်စံကိုဘယ်လိုရအောင်လုပ်မလဲဆိုတော့ဒီ uncoin ဆိုတဲ့ဟာလေးကိုနေလိုက်မယ်လို့ရှိရင်ဒီမှာ download cv video ဆိုတာရှိတယ်ဒီဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ download ဆိုပြီးတော့ကျွန်တော် play store ထဲကိုသွားပြီးတော့ပေါ့နော် play store ထဲကိုသွားပြီးတော့ download တော့ဆွဲရပါမယ်ကျွန်တော်တို့ download ဆွဲထားပြီးသားဖြစ်သွားပြီ download ဆွဲပြီးသွားပြီဆိုလို့ရှိရင် download ဆွဲပြီး install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ်လာလိမ့်မယ်ပေါ်လာလို့ရှိရင်ကျွန်တော်ဒီမှာဆိုဒီနေရာကိုနေလိုက်မယ်နော် CB ဆိုတဲ့ဟာတွေဝင်လာ CB video တွေဝင်လာမယ်ဒါကတော့ကျွန်တော်ခုနဒါကကျွန်တော်မေးရိုက်ထည့်ထားလို့ပါဒါကျွန်တော်မေးရိုက်ထည့်ထားတဲ့အကောင့်မလို့ပါဒါသူကapplication တွေဝင်လိုက်တဲ့ဒီလိုပုံပေါ်လိမ့်မယ် login ဆိုဝင်နေမယ်အဲ့ဒီကျွန်တော်တို့က login ကိုနေလိုက်ပါမယ် login လိုက်ပြီးတော့ဒီမှာခုနဟိုဘက်အကောင့်ကိုဖွင့်ထားတဲ့ဘေးကိုပဲဒီမှာပြန်ရိုက်ထည့်မယ်နော်အဲ့ဆိုကျွန်တော် Gmail လေးရိုက်ထည့်လိုက်မယ်နော်ဟိုဘက်အကောင့်မှာရိုက်ထည့်ထားတယ်ပြီးတော့အခုအကောင့်ရိုက်ထည့်လိုက်ရင်ဒီလိုပေါ်လာဟုတ်နော်ပေါ်လာလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုကြည့်လို့ရပါပြီမှာ watch ဒီလိုတင်လို့ပါပြီးဒီပုံမှာပြထားပါတယ်သူကမှာ second 20ပြထားပေးပါတယ်အားလေးကြည့်ထားနော်ဒီဘက်မှာ second ပြပြေးလာလိမ့်မယ်ဒီဘက်ချာPlaying games together is great. That's why we're always on the lookout for a great co-op. Hi folks, it's Falcon and today on Game Ranks, the top 10 new co-op games of 2020. Starting off at number 10, it's Hellpoint. Hellpoint is somewhere between like a grotesque fantasy and a sci-fi RPG, which takes place on a space station. And basically, if you want to call it Space Souls, or Dark Space. ဆက်နေပြီးလိုက်ပြီးရင်ပဲခတ်လိုက်နော်ရပြီဒါပဲဒီလိုပဲနောက်ထပ်ဗီဒီယိုကြည့်ချင်တယ်ဒီတိုင်းပဲမှာစက္ကန့်20ပြီးသွားရင်ထွက်ပေးလိုက်ပြီးပြီसो हेलो गाइस आप सभी का स्वागत है हमारे YouTube चैनल में। तो दोस्तों आज की इस वीडियो में हम बात करने वाले हैं टॉप 5 गेमिंग एप्लीकेशन 2020 की, जो काफी अच्छी गेमिंग एप्लीकेशन जो आपको ऑफलाइन खेलने को मिल जाएगी। सभी गेमिंग एप्लीकेशन का लिंक आपको डिस्क्रिप्शन बॉक्स में मिल जाएगा, तो वहां से इनको डाउनलोड कर लेना। अभी तक अपने इस वीडियो को लाइक नहीं किया तो लाइक कर देना। अगर चैनल पे नए हो तो यार इस चैनल को जरूर से सब्सक्राइब कर लेना। तो चलिए दोस्तों आज की जो वीडियो करते हैं दोस्तों FPS टेक ဒီမှာဒါဒီလိုလေးကြည်သွားရုံနဲ့ပဲပတ်စံတော့ပတ်စံရပါမယ်ဒါဆိုကျွန်တော်အခုလောက်ဆိုကျွန်တော်နားလေးပြီးလို့ဒီမှာရကျွန်တော်နောက်ရရတဲ့ဗီဒီယိုအတစ်တွေလည်းထပ်ထားပါအောင်မယ်အားပေးကြပါဦး